ဒါပေမဲ့စတက်ဘီကဗိုလ်ကြီးကိုလိမ္မာပါနှက်စွာနဲ့အလေးပြုပြလိုက်တဲ့အခါဗိုလ်ကြီးကသဘောကျသွားပြီးစတက်ဘီအတွက်စစ်သားမတ်တစိတ်တစ်ခုလုပ်ပေးဖို့အမိန့်ပေးခဲ့တယ်လို့သူ့ကိုတခွဲရဲ့တရားဝင်အဖွဲ့ဝင်တဦးအဖြစ်ပါခွင့်ပြုလိုက်ပါတယ်။သူတို့သွားရမယ့်နေရာကိုရောက်တဲ့အခါမှာတော့စစ်သားတွေဟာမြေကျင်းတွေထဲမှာလမ်းလျှောက်ရင်းနှစ်ပေါင်းများစွာတိုက်ပွဲဝင်နေရတဲ့ပြင်သစ်စစ်သားတွေရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့အခြေအနေကိုမြင်ပြီးလန့်သွားကြပါတယ်။စတက်ဘီကတော့ထုံးစံအတိုင်းရောက်ချင်းပဲမြေကျင်းတွေကပိုးမွားတွေကိုလိုက်လံမောင်းထုတ်ပြီးအသုံးဝင်အောင်နေပါတယ်။မကြခင်မှာပဲလူငယ်စစ်သားလေးတွေဟာသူတို့ရဲ့ပထမဆုံးတိုက်ခိုက်မှုကိုကြုံတွေ့ရပါတယ်။ရောဘတ်ကတော့ဘလို့အခြေအနေမျိုးမှမဆိုသူ့တငယ်ချင်းစတက်ဘီကိုအစွမ်းကုန်ကာကွယ်ပေးပါတယ်။စစ်မြေပြင်ကိုရောက်တဲ့ပထမဆုံးနေ့ကစပြီးစတက်ဘီဟာဒဏ်ရာရနေသူတွေနဲ့မြေပိနေတဲ့စစ်သားတွေကိုလိုက်လံရှာဖွေကယ်တင်ပေးရတဲ့အရေးကြီးတဲ့တာဝန်ကိုယူခဲ့ပါတယ်။နေ့လယ်စာစားချိန်မှာရောဘတ်ကစဖိုမှုကိုသူ့ခွေးလေးအတွက်အစာတောင်းတဲ့အခါစဖိုမှုကညှင်းဆန်လိုက်ပါတယ်။အဲ့ဒီခါဟန်ကစိတ်ဆိုးမှန်ဆိုးနဲ့စတက်ဘီဟာသူတို့တက်ခွဲရဲ့တရားဝင်အဆောင်အယောင်ခွေးလေးဖြစ်တယ်လို့ပြောပါတယ်။စဖိုမှုကလည်းဒေါသတက်ကြီးနဲ့ဂျာမန်နွယ်ဖွားစီကအမိတ်မနာခံနိုင်ဘူးလို့စော်ကားတဲ့အခါအိုးစင်းကဝင်ရောက်ရန်ဖြစ်ပါတော့တယ်။အဲ့ဒီအချိန်မှာဂက်စတွန်ရောက်လာပြီးသူတို့ကိုဖြန့်ဖြေပေးခဲ့ပါတယ်။ဂက်စတွန်ကသူ့ဗိုလ်ကြီးကသူ့ကိုရောဘတ်နဲ့အတူတွဲဖက်အလုပ်လုပ်ဖို့အမိန့်ပေးထားကြောင်းပြောပါတယ်။ပြင်သစ်စစ်သားဂက်စတွန်ကရောဘတ်နဲ့စတက်ဘီတို့ကိုဂျာမန်တွေရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်ဖို့အကူအညီတောင်းခဲ့တယ်လို့ဟန်နဲ့အိုစင်းတို့ကိုလည်းဒီတာဝန်မှာပါဝင်ဖို့ခေါ်ခဲ့ပါတယ်။သူတို့အဖွဲ့ဟာဂျာမန်တွေဖျက်ဆီးထားတဲ့မြို့ကြီးကိုပထမဆုံးအကြိမ်မြင်လိုက်ရတဲ့အခါအရန်ကိုထိတ်လန့်သွားကြပါတယ်။နာရီပေါင်းများစွာလမ်းလျှောက်ပြီးစခန်းကိုရောက်တဲ့အခါနောက်တနေ့မနက်မှာတော့ဂက်စတွန်ကရောဘတ်ကိုနှိုးပြီးချုံပုတ်ထဲမှာပုံးကကင်းထောက်တဲ့အလုပ်ကိုစတင်ပါတယ်။သူတို့ဟာမှန်ပြောင်းတဲ့ကြည်ရင်ဂျာမန်တွေကအစိတ်ငွေသုံးပြီးတိုက်ခိုက်ဖို့ပြင်နေတာကိုသိလိုက်ရပါတယ်။သူတို့ဟာအချက်ပေးဖို့အမြန်ပြေးကြတော့မှပဲစတက်ဘီကတစ်ပင်ပုံမှာပုံနေတဲ့ရန်သူစစ်သားတယောက်ကိုတွေ့သွားပါတယ်။ရောဘတ်ပြစ်မှတ်ထားခံနေရတဲ့အချိန်မှာပဲစတက်ဘီကသူ့ကိုလှမ်းဆွဲလဲလိုက်တာကြောင့်ကြည်စံလက်ကနေလွတ်မြောက်သွားပါတယ်။သူတို့ဟာမြင်းတွေစီကိုအပြေးသွားပေမဲ့တနက်တန်တွေကြောင့်မြင်းတွေကလန့်ပြီးထွက်ပြေးကုန်ပါတယ်။စတက်ဘီဟာစစ်သားတွေစီအပြေးသွားပြီးအစိတ်ငွေတိုက်ခိုက်မှုကိုသတိပေးခဲ့တာကြောင့်စစ်သားတွေဟာမျက်နှာဖုံးတွေနဲ့ပြင်ဆင်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်စတက်ဘီဟာအနီးနားကရွာသားတွေကိုပါတွားရောက်သတိပေးခဲ့ပါတယ်။အစိမ့်ငွေတွေရွာထဲမရောက်ခင်မှာဂက်စတွန်နဲ့ရောဘတ်တို့ကစတက်ဘီကိုကယ်ထုတ်ပြီးစပားကြီးတစ်ခုထဲမှာပုံနေကြပါတယ်။ဂက်စတွန်ကစတက်ဘီအတွက်အဝတ်စုံနဲ့မျက်နှာဖုံးတစ်ခုလုပ်ပေးခဲ့ပါတယ်။အစိမ့်ငွေတွေပြဲသွားတဲ့အခါစတက်ဘီရဲ့ကျေးဇူးကြောင့်ရွာသားတွေအားလုံးအသက်ဘေးကလွတ်မြောက်ခဲ့ပါတယ်။စတက်ဘီရဲ့သူ့ရဲ့ကောင်းဆန့်မှုကြောင့်ရောဘတ်ဟာဒီလိုဆိုးဝါးတဲ့နေရာမှာတော့ဆက်လက်ရှင်တန်ဖို့ခွန်အားတွေရခဲ့ပါတယ်။စခန်းအပြန်လမ်းမှာစတက်ဘီကရုံတကောင်ကိုအမဲလိုက်ခဲ့ပြီးဂက်စတွန်ကအဲ့ဒီအသားနဲ့ဟင်းချိုချက်ကျွေးပါတယ်။ညစာစားပြီးနောက်ဂက်စတွန်နဲ့ရောဘတ်တို့လမ်းလျှောက်ရင်းစကားပြောကြပါတယ်။ဂက်စတွန်ကသူမတွေ့ရတာ2နှစ်ရှိပြီဖြစ်တဲ့သူ့ဇနီးနဲ့သမီး3ယောက်ရဲ့တပ်ပုံကိုပြပါတယ်။ရောဘတ်ကလည်းသူ့မိဘတွေဆုံးပါသွားပုံနဲ့သူ့အမေကြီးမာဂရက်ကသူ့ကိုဘယ်လိုစောင့်ရှောက်ခဲ့လဲဆိုတာပြောပြပါတယ်။ရောဘတ်ဟာဒီစစ်ပွဲကြားမှာတော့အမေရိကန်ကိုပြန်ပြီးမိသားစုထူထောင်ဖို့မျှော်လင့်ချက်ရှိနေသေးပါ။အဲ့ဒီညမှာပဲစခန်းဟာတိုက်ခိုက်ခံရပြီးစစ်သားတယောက်ဒဏ်ရာရသွားပါတယ်။စတက်ဘီကဘုံတန်တွေကြားထဲမှာအဲ့ဒီစစ်သားကိုတွားရောက်ရှာဖွေပြီးဟောင်ကချက်ပေးတာကြောင့်စစ်သားကိုကယ်တင်နိုင်ခဲ့ပါတယ်။လအနေငယ်ကြာတဲ့အခါသူတို့တပ်ဖွဲ့ဟာဆီးရီးယားကစစ်မြေပြင်အသစ်ကိုပြောင်းရွှေ့ရပါတယ်။မထွက်ခွာခင်မှာရွာသားတွေကစတက်ဘီကိုကျေးဇူးတင်တဲ့အနေနဲ့ဝတ်စုံလေးတစ်ခုလက်ဆောင်ပေးတယ်လို့ဂက်စတွန်ကလည်းစတက်ဘီအတွက်အထူးပြုလုပ်ထားတဲ့အစိမ့်ငွေကမျက်နှာဖုံးကိုလက်ဆောင်ပေးပါတယ်။စစ်မြေပြင်အသစ်ကိုရောက်တဲ့အခါစတက်ဘီဟာဂျာမန်စစ်သားတွေကိုမြှောက်ခေါ်ပြီးဖမ်းခိုင်းတယ်လို့မြေကျင်းထဲကိုဘုံပစ်ထည့်တဲ့အခါမှာလည်းအိုးစင်းမထိအောင်ဘုံကိုလိုက်ဖမ်းရင်းသူကိုယ်တိုင်ဒဏ်ရာရသွားပါတယ်။ရောဘတ်ကစတက်ဘီကိုပွေ့ချီပြီးဆေးရုံကိုအမြန်ပို့ပေးခဲ့ပါတယ်။စတက်ဘီရောဟန်ဘာဒဏ်ရာရသွားတဲ့အတွက်ရောဘတ်ဟာဆေးရုံကိုလိုက်ပို့ပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့စစ်ပွဲဟာပိုပြီးပြင်းထန်လာတယ်လို့မိုးတွေလည်းတရက်ဆက်ရွာနေပါတယ်။ရောဘတ်ဟာသူ့တငယ်ချင်းစတက်ဘီမရှိတော့တာကြောင့်အထီးကျန်နေခဲ့ပြီးစတက်ဘီအသက်ရှင်နေပါစေလို့ပဲဆုတောင်းနေမိပါတယ်။ဂျာမန်တွေဟာပဲရစ်မြို့စီကိုတဖြည်းဖြည်းချင်းကပ်လာပေမဲ့အမေရိကန်နဲ့ပြင်သစ်စစ်သားတွေကအစွမ်းကုန်တားဆီးထားကြပါတယ်။ဒီကာလအတွင်းမှာဂက်စတွန်နဲ့ရောဘတ်တို့ရဲ့ခင်မင်မှုကပိုပြီးခိုင်မာလာခဲ့ပါတယ်။ဒီလိုနဲ့ရောဘတ်နဲ့ဂက်စတွန်တို့ရဲ့ခင်မင်မှုဟာပိုပြီးခိုင်မာလာခဲ့တဲ့